ရှားပြပြီးတော့ဘုရားသခင်ရဲ့နိုင်ငံတော်ကြောင်းကိုတွင်တင်ခဲ့ပါတယ်အဲ့ဒီနောက်တန်လွင်တောင်ပေါ်မှာနေပြီးတော့ကောင်းကင်ဘုံသို့ကြွခဲ့ပါတယ်လူကခရစ်ဝင်ကျမ်းနဲ့တမန်တော်တို့ဝိထုတို့ရဲ့ဒီဖြစ်ရပ်ကိုအထင်ရှားဆုံးမှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်တမန်တော်ဝိထုအခန်းကြီး9ကနေ17မှာဆိုရင်ဤသို့မိန့်တော်မူပြီးလျှင်ထိုသူတို့သည်မျှော်ကြည့်လျက်နေကြစဉ်သခင်ယေရှုသည်အထက်သို့တက်ကြွကိုမိုးတိမ်သည်ကိုရောကိုသူစီထားသည်တဲ့တပည့်တော်များကောင်းကင်ဘုံသို့ငေးကြည့်နေတဲ့အခါမှာဖြူစင်သောအဝတ်ကိုဝတ်ဆင်ထားတဲ့ကောင်းကင်တမန်တော်နှစ်ပါးကယေရှုသခင်သည်ကောင်းကင်ဘုံသို့ကြွမြန်းသွားသည့်တိုင်အောင်ဒီနေ့တွင်ဖန်ပြန်လေကြွလာအောင်မည်ဖြစ်ကြောင်းဂရုပြုခဲ့တာကိုလည်းတွေ့ရပါတယ်ကက်သလစ်မတ်ပညာဆိုင်ရာ theological meaning ကပြောမယ်ဆိုရင်အဓိပ္ပာယ်ကိုဖွင့်မယ်ဆိုရင်ကက်သလစ်အယူဝါဒအရာရှင်းလို့ခေါ်တဲ့ကောင်းကင်ဘုံသို့တက်ကြွခြင်းဟာရိုးရိုးရှင်းရှင်းခရီးထွက်ခွာသွားခြင်းမဟုတ်ဘဲနဲ့တကယ်ကိုနည်းနည်းတဲ့ဝိညာဉ်ရေးရာအဓိပ္ပာယ်တွေရှိတာကိုတွေ့ရပါတယ်တဲ့။ဒီကတော့ဘုရားသခင်ရဲ့လက်ရဘက်မှာဆုစာသခင်ယေရှုဟာလူစားရီဖြစ်ကိုယူတော်မူပြီးကောင်းကင်ဘုံ၌ခမည်းတော်လက်ရတော်ဘက်မှာထိုင်တော်မူသည်တဲ့။ဒါကိုတော့ဘုရားရဲ့ဘုရားတကူနဲ့ဘုန်းတည်ဂုဏ်တော်ကိုပြန်လေရစัจ ခုလုံးရဲ့ဘယင်ဖြစ်နဲ့စိုးစံခြင်းကိုညွန်ပြနေခြင်းပဲဖြစ်ပါတယ်ဒီနေ့ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းပွဲကိုကျင့်ပခြင်းအဖြစ်ကျွန်ုပ်တို့အတွက်နေဖို့ရာတခေစုဟာလူသားစင်စစ်ဖျားတို့ဖြစ်တဲ့လူသားတို့အတွက်လည်းကောင်းကင်တကားကိုဖွင့်ပေးခဲ့ခြင်းဖြစ်တယ်ကိုရောဟာဦးကောင်းဖြစ်ပြီးတော့ဟာဖြစ်ပါတယ်ဦးကောင်းဒီဟုသောသခင်ခရစ်တော်ကောင်းကင်ဘုံသို့သွားခြင်းသည်ခန္ဓာကိုယ်ဒီဟုသောကျွန်ုပ်တို့အဲ့ဒီကောင်းကင်ကိုသွားကြရမှာဖြစ်ပါတယ်ဒါဟာကျွန်ုပ်တို့ယုံကြည်သူကက်သလိတ်ဘာသာဝင်များအတွက်တကယ်ကိုနည်းနည်းတဲ့ခွန်အားပေးရာအကြောင်းခုဖြစ်ပါတယ်ဆက်လက်ပြီးတော့တန်ရှင်းသောဝိညာဉ်လွတ်မယ်ဆိုတဲ့အကြောင်းကိုဖော်ပြပေးပါသေးတယ်တခေစုကိုတော်တိုင်းမိန်တော်မူခဲ့တာမှာကိုတော်ကြွသွားမှသာလျှင်လမ်းပြကူညီမိတန်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာမယ်ဖြစ်တယ်လို့ပင်တေကောပွဲအတွက်လည်းပဲပြင်ဆင်ပေးခြင်းပဲဖြစ်ပါတယ်အဲ့ဒါကဝိပုကိုးကွယ်ခြင်းအစဉ်လာရကြည့်မယ်ဆိုရင်ရပောင်း40မြောက်တဲ့နေ့ကျမ်းစာလာရပောင်း40ကိုအခြေခံပြီးတော့ပတ်စကာပွဲတော်အီစတာဆန်ဒေးပြီးတဲ့နောက်ရပောင်း40မြောက်မှာကြာရောက်တဲ့ဂျာသာပရိနေ့မှာဤပွဲတော်ကိုအစဉ်ကျင်းပပါတယ်သို့တော်လည်းပဲဒီပွဲသည်ဝတရားပွဲဖြစ်သည့်အတွက်ကြောင့်ကက်သလိတ်ဘာသာဝင်များအားလုံးဝင်တဲ့အနိစ္စဆုံးတနုံးနေ့ဖြစ်တဲ့ဒီကနေ့ကိုဆွေပြောင်းပြီးတော့ကျင်းပလိရှိပါတယ်တခါနဲ့ပတ်သက်ပြီးတော့အီစတာပွဲတော်ကလေးကထူးကြီးခဲ့တဲ့ပတ်စကာဖျောင်းနိုင်ကြီးကိုကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်ကျမ်းစာဖတ်ကြားပြီးတဲ့နောက်ငြိမ့်သက်ရှိပါတယ်တဲ့ဒါဟာသခင်ယေရှုဒီကမ္ဘာမြေပေါ်မှာကိုထင်ရှားပြခြင်းပြီးဆုံးသွားပြီယခုအခါမှာတော့အသင်းတော်နဲ့စက္ကမတုမင်္ဂလာများမှတစ်စစ်ဝိညာဉ်တော်အားဖြင့်အတူရှိနေတယ်ဆိုတဲ့သင်္ကေတလည်းပဲဖော်ပြခြင်းပဲဖြစ်ပါတယ်အဲ့တော့ပတ်စကာဖွေးအောင်ကြီးဟာမက်ဖတ်ဆိုသိရတော့မှာဖြစ်ပါတယ်အဲ့တော့စရုဒ္ဓအချက်အနေနဲ့တော့အမိမေတော်မာရိယာနဲ့တမန်တော်ကြီးများဒီအထက်ရမှာအတူရှိစဉ်အခါမှာနော်ဒီအောဘရနန္ဒလာဆိုတော့ဒုတိယအချက်မှာတခင်ယေရှုဟာကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းအကြောင်းကိုကျွန်တော်တို့စင်ကြင်အောက်မေ့ပြီးတော့စိတ်ပရိစိတ်ကြတာကိုလည်းတွေ့ရပါတယ်ဒီနေ့အချက်ကိုစင်ကြင်သုံးသပ်ခြင်းအဖြစ်ခရိယာများအနေနဲ့ဒီလောကစည်းစိမ်လိုက်တာစိတ်မဝင်စားဘဲနဲ့ကောင်းကင်ဘုံကိုမျှော်ကိုးလိုသောစိတ်နဲ့ခရိယာသီလပညာတို့၌တိုးပွားဖို့ရာဆုတောင်းရမယ်ဆိုတာကိုလည်းပဲမှာကြားခြင်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ခရိယာများအတွက်
ဒီအကြီးမားဆုံးသောတာဝန်တစ်ခုကိုလည်းပဲပေးရခဲ့ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲသင်တို့သည်လောကီကဘာအရာရာတို့တွားကြ၍ဝိနည်းတရဝအပေါင်းတို့အားဧဝံဂေလိတရားကိုဟောကြားကြလောတဲ့အဲ့တော့သခင်ယေရှုကောင်းကင်ဘုံတက်ပြီးတဲ့အခါမှာသခင်ယေရှုကကျွန်တော်တို့ခရိယန်တွေအတွက်အလုပ်တစ်ခုပေးခဲ့တာကတော့သာသနာပြပွဲကြီးလုပ်ငန်းလုပ်တဲ့နေရာမှာကျွန်တော်တို့အားလုံးပါဝင်ရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်တချို့ကတော့ပြောကောင်းပြောပါလိမ့်မယ်ကျွန်တော်ကျမတို့ကတရားမှာမဟောရတာဘယ်လိုလုပ်ပြီးတော့သာသနာပြန်ပွားအောင်ပြုမလဲလို့မိကိုမေးစရာရှိပါတယ်ချစ်တော်အောင်တော်မအပေါင်းတို့မှန်ပါတယ်ဒါပေမဲ့လို့လည်းပဲသာသနာပြုနည်းတွေအများကြီးရှိပါတယ်ယဟန်နေလို့နှုတ်ကပတော်ကိုဟောကြားခြင်းမိစ္ဆာတရားပူဇော်ခြင်းမှာပူဇော်ခြင်းသင်တို့မပြနိုင်ကြပေမဲ့ဘာသာသာသနာတိုးတက်ရာတိုးတက်ကြောင်းအတွက်သင်တို့နီလန်မျိုးစုံနဲ့ပါဝင်နိုင်ပါတယ်သာသနာတော်ကြီးမှာအမှုတော်များထမ်းဆောင်နေကြတဲ့ယဟန်တော်များကိုထောက်ပံ့ပေးခြင်းသာသနာရဲ့လုပ်ငန်းအဝါဝါမှာကုညီပံ့ပိုးပေးခြင်းဒါတွေဟာလည်းပဲသာသနာပြုညီတစ်မျိုးဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်သင်တို့ရဲ့နေ့စဉ်ဘဝသက်တာမှာကောင်းဆုံးသောစံနမူနာပုံသက်တည်ပေးခြင်းအားဖြင့်လည်းပဲသာသနာပြန်ပွားအောင်သင်တို့ပါဝင်လုပ်ကိုင်နိုင်ပါတယ်အဲ့ဒါကြောင့်မို့သာသနာပြုဆိုတာကစိတ္တကြီးမင်္ဂလာခံပြီးတဲ့သူတိုင်းရဲ့တာဝန်တရားဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဒီနေ့သခင်ယေရှုကောင်းကင်ဘုံမတက်ခင်မှာကျွန်တော်တို့ခရိယန်တွေကိုမှာကြားခဲ့တဲ့အဓိကလုပ်ငန်းကတော့ဗာလေကဘာအရရကိုသွားပြီးတော့ဝိနည်းတရဝကိုဧဝံဂေလိတရားတော်ကိုဟောကြားဖို့ဖြစ်တယ်ဆိုတဲ့တာဝန်ဝတ္တရားကိုတော့ဒီနေ့ကျွန်တော်တို့တူးစီကိုတာဝန်တစ်ခုအနေနဲ့ပေးခဲ့ပါတယ်အဲဒါကြောင့်မို့သာသနာဘာသာပြန်ပွားဖို့အတွက်ကျွန်တော်တို့လည်းပဲတတ်နိုင်သမျှပါဝင်ဖို့ရာအတွက်ကြိုးစားကြရမှာဖြစ်ပါတယ်အဲ့တော့ဒီကောင်းကင်ဘုံတို့တက်ကြွတဲ့ပွဲတော်ဟာတခေစုခွဲခွာသွားပြီးတော့ဝမ်းနည်းရမယ်ပွဲမဟုတ်ပါဘူးတဲ့ကိုတော်ပေးရခဲ့တဲ့သာသနာပြုလုပ်ငန်းများကိုတန်ရှင်းသောဝိညာဉ်တော်ရဲ့တကိုးတော်နဲ့အကူအညီနဲ့ရဲရဲဝံ့ဝံ့ဆက်လက်ထမ်းဆောင်ဖို့ရာအတွက်တတိပေးနှိုးဆော်သောကြည်မြတ်တဲ့ပွဲတော်ကြီးတစ်ခုဖြစ်တယ်ဆိုတာကိုလည်းပဲကျွန်တော်တို့စဉ်းစားဆင်ခြင်ဖို့ရာအတွက်ဒီနေ့အကောင်းဆုံးသောနေ့ဒုနေ့မြတ်ဖြစ်ပါတယ်တဲ့နောက်ဆုံးအဖြစ်အပျက်လေးတစ်ခုနဲ့အဆုံးသတ်ကြရအောင်တခါတော့ကမိုးပြန်ဘူပေါင်းရောက်တဲ့အသေးကြီးတစ်ခုကရောင်စုံဘုံလုံးလေးတွေကိုတဲ့လွတ်တင်ပြီးတော့ပြနေတယ်ဒီခမာကလေးငယ်တော်များများကရောင်စုံဘုံလုံးဒီဘူပေါင်းလေးတွေကိုဝယ်ပြီးတော့လွတ်နေတယ်ပြောနေတာကိုလူမဲလေးတယောက်ကမြင်တွေ့ရတဲ့အခါမှာသူတို့လိုလွတ်ချင်တယ်တဲ့ဒါပေမဲ့သူ့မှာအသားမဲတဲ့အတွက်ကြောင့်မို့အားငယ်စိတ်ရှိတယ်တဲ့အဲ့ဒါနဲ့မိုးပြန်ဘူပေါင်းရောက်တဲ့အသေးကြီးဒီကလေးကိုကြည့်ပြီးတော့တနာတယ်တဲ့အဲ့တော့တခြားကလေးတွေကတော့ရောင်စုံမျိုးစုံနဲ့လေးတွေဖြူလေးတွေပြားလေးတွေမိုးပြန်ဘူပေါင်းလေးတွေကိုလွတ်တင်နေတဲ့အချိန်မှာဒီကလေးလေးကငေးနေတာကိုတွေးတော့တတလာပါဦးတတလေးလို့မေးတယ်တဲ့ကျွန်တော်ကလူမဲလေးဆိုတော့ကျွန်တော်လူအယောင်မပါတော့မရဘူးလေတဲ့ကျွန်တော်လည်းပဲလွတ်ချင်တာပေါ့လို့ပြောလိုက်တာတဲ့ဒါနဲ့ဘူပေါင်းသေးကြီးကမိုးပြန်ဘူပေါင်းလေးကိုပေးပြီးတော့တတအထက်ရက်ကိုတက်ဖို့အတွက်အပြင်ပအယောင်တွေကအသုံးမကျပါဘူးအပြင်ပအယောင်တွေကအထက်ကိုမတက်နိုင်ပါဘူးတကယ်တော့မိုးပြန်ဘူပေါင်းလေးအထက်ကိုတက်တဲ့အရာကအတွင်းထဲမှာရှိတဲ့ဓာတ်ငွေ gas ကသာလင်အထက်ကိုတက်နိုင်တာဖြစ်တယ်သားအသားမဲတာဖြူတာတွေကကောင်းကင်ဘုံကိုရောက်ဖို့မဟုတ်အဓိကမကြဘူးသားရဲ့နှလုံးသားဖြူစင်ဖို့ပဲအရေးကြီးတယ်သားရဲ့နှလုံးအတွင်းဓာတ်ကောင်းဖို့ပဲအရေးကြီးတယ်လို့ကလေးကိုပခုံးလေးပုတ်ပြီးတော့ကဲသားလေးဒီမိုးပြန်ပူပေါင်းလေးကိုလွတ်ကြည့်ပါလားလို့ပြောလိုက်တော့အဲ့ဒီကလေးကမိုးပြန်ပူပေါင်းလေးကိုလွတ်လိုက်တဲ့အခါမှာအထက်ကိုတက်တဲ့အခါမှာအဲ့ဒီလူမဲလေးလည်းလက်ခုပ်တီးပြီးတော့ပျော်သွားတယ်တဲ့ချစ်တော်ညီကိုမောင်နှမအပေါင်းတို့ဒီနေ့ကျွန်တော်တို့တူးစီဥကောင်းဒီဟူသောခရစ်တော်ဘုရားရှင်တက်ကြွတော်မူသောကောင်းကင်ဘုံကိုခန္ဓာကိုယ်ဒီဟူသောကျွန်တော်တို့လည်းလိုက်ပါခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့အတွင်းနှလုံးသားတွေကိုပြင်ဆင်ကြရအောင်ကျွန်တော်တို့ရဲ့အတွင်းနှလုံးသားတွေကိုဖြူစင်အောင်ထားမယ်ဆိုရင်ကျွန်တော်တို့အားလုံးဟာလည်းပဲဥကောင်းဒီဟူသောခရစ်တော်သခင်ကောင်းကင်ဘုံကိုတက်ကြွသွားတယ်လို့ကျွန်တော်တို့အင်္ဂါအစိတ်ပိုင်းတွေဖြစ်
အားလုံးကလည်းပဲဥကောင်းသွားတဲ့နေရာကိုကျွန်တော်တို့လိုက်ပါကြရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဒီနေ့ဒီပွဲတော်ကိုကျင်းပခြင်းအားဖြင့်ကျွန်တော်တို့တွေခွန်အားယူကြရအောင်လာမယ့်ပတ်ဆိုလို့ရှင်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ပွဲတော်ကိုကျင်းပတော်မှာဖြစ်ပါတယ်မိစ္ဆာတရားတော်မြတ်မှာလိုအပ်တဲ့ခြေစွတော်တွေကိုဆက်လက်ပြီးတော့တောင်းခံသွားကြပါစို့